ပါရှင်အော်စကာမှာကျေးဇူးပါလေရှင်ဒါလေးမိတ်ဆက်ပေးမှာကတော့စငါပဲရေရွှေပိုင်ကျိုးလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါလေးကစငါပဲရေရွှေပိုင်ကျိုးလေးပါစငါပဲရေလေးပါရှင်ဒါလေးကဟန်ချင်းလေးပါစကားပဲရေဟန်ချင်းကျိုးလေးပါရှင်သူ့ရဲ့အစီလေးက6လက်မကွယ်ကြော်လောက်ရှိပါတယ်ဒါလေးတွေကိုရွှေရီပြေဝကြောင်စစ်ချက်ကလေးတွေလည်းထုတ်ပေးပါတယ်ဒါလေးကတော့ရွှေပိုင်လက်ထက်ကျိုးလေးဖြစ်ပါတယ်15ပဲရေဖြစ်ပါတယ်ဒီမှာဒီလိုစစ်ချက်လေးတွေထုတ်ချင်တယ်ဆိုရင်လည်းအော်စကာတူမှာထုတ်လို့ရပါတယ်ဒါလေးတွေကိုအားပေးခြင်းနဲ့ဆိုရင်တော့အော်စကာတူကိုလမ်းလာခဲ့ကျေးဇူးတင်ပါတယ်ရှင်